ကဲဒါလေးဒီတစ်ခါလဲကြာတာတော့ပတ်သီးကြိုက်တဲ့အမျိုးတွေတော့ပါရနော်ပတ်သီးကြိုက်တဲ့အမျိုးတွေတော့ကို2ရက်အတွင်းမှာကျွန်တော်ဆင်းလာမယ်ပတ်သီးလေးနှလုံးကိုပြပေးပါမယ်လုံးပိုင်1ချင်းအနေနဲ့ကြိုက်ရနဲ့ကတ်ထိုးလဲရပါတယ်ဗျာနော်အဲ့တော့သူမူလေးကကတ်ပေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ပြပေးရခြင်းဖြစ်ပါတယ်အဲ့တော့တစ်ချက်ကြည့်ပေးပါကျွန်တော်တို့ဒီမှာ3ညပရိတ်ဗျာနော်10ပရိတ်ပေါ့ဗျာနော်ဘူပရိတ်ပေါ့10ပရိတ်ကြပြီးတိုင်း4-9ပတ်သီးကတဲ့2ရက်အတွင်းဆင်းပေးပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ပေးပါ2025ရဲ့ပွဲအစတွေမှာကြည့်ပါမယ်10ပရိတ်ကြပြီးတိုင်း4-6ကြပါတယ်4-9ပတ်သီးပါဆိုတော့2-4-5ထွက်ပါတယ်ဗျာနော်အဲ့တော့ဒီမှာ10နှစ်ဆိုပြီးတော့10ပရိတ်ကြပါတယ်4-9ပတ်သီးဆိုတော့4-9ပတ်သီးမဆင်းမနဲ့4-9ပရိတ်တွေပုံစံမျိုးတွေဆင်းသွားတယ်ဗျာနော်အဲ့တော့3ရက်မြောက်မှာ4-9ပတ်သီးတွေလာဆင်းပေးပါတယ်ဗျာနော်အဲ့တော့3ရက်အတွင်းကိုလိုက်ဆင်းပေးတယ်လို့ကျွန်တော်တို့အဝေးဆုံးရက်ကိုယူမယ်ဆိုရင်ရပါတယ်ဗျာနော်အဲ့တော့တစ်ချက်ကြည့်မယ်10ပရိတ်ထွက်ပါတယ်4-9ပတ်သီးတွေဆင်းပါတယ်10ပရိတ်ထွက်ပါတယ်4-9ပတ်သီးတွေထပ်ဆင်းပေးပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ပါ2-8 10ပရိတ်ထွက်ပါတယ်4-9ပတ်သီးက2ရက်အတွင်းဆင်းပေးပါတယ်ဒီမှာ46ဟုတ်ပြီနော်46 10ပရိတ်ထွက်ပါတယ်4-9ပတ်သီးတွေ2ရက်အတွင်းဆင်းပေးပါတယ်10ပရိတ်ထွက်ပါတယ်4-9ပတ်သီးတွေ2ရက်3ရက်အတွင်းမှာဆင်းပေးပါတယ်10ပရိတ်ထွက်ပါတယ်10 break ထွက်ပါတယ်4-9ပတ်သီးတွေ2ရက်အတွင်းဆင်းပေးပါတယ်ဗျာနော်4-9 break ကလည်းတေချာအောင်တစ်လုံးလိုက်ဆင်းပေးပါတယ်ဗျာနော်အဲ့တော့ break ကြိုက်တယ်ဆိုလည်း4-9 break ကိုလိုက်လို့ရပါတယ်ဗျာနော်အဲ့တော့ဒီမှာ10 break ထွက်ပါတယ်4-9ပတ်သီးက2ရက်အတွင်းဆင်းပေးပါတယ်ဗျ10 break ထွက်ပါတယ်4-9ပတ်သီးက2ရက်အတွင်းဆင်းပေးပါတယ်10 break ထွက်ပါတယ်4-9ပတ်သီးက2ရက်အတွင်းဆင်းပေးပါတယ်10 break ထွက်ပါတယ်4-9ပတ်သီးဒီပွဲမှာဆင်းမသွားပါဘူးဗျာနော်ဒီတပွဲပြတ်သွားပါတယ်အဲ့တော့ကျွန်တော်တို့ formula အနေအရ10ပွဲတပွဲပြတ်တာကတော့ကျွန်တော်တို့လက်ခံလို့ရပါတယ်ဗျာနော်90ရာခိုင်နှုန်း9ပွဲအောင်တယ်ဆိုတော့9ရာခိုင်နှုန်းပေါ့နော်ဒါမျိုးယူလို့ရပါတယ်ဗျာနော်အဲ့တော့ဒီမှာ10 break ထွက်ပါတယ်ကျွန်တော်တို့အဖွင့်နေ့မှာ4-9 2ရက်အတွင်းမှာ4-9ပတ်သီးကိုကျွန်တော်တို့လုံးပိုင်1ချင်းနဲ့ကြိုက်တာကတ်ထိုးလို့ရအောင်ပတ်သီးကြိုက်တဲ့မျိုးတွေကျွန်တော်ပြပေးရခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့10 break ထွက်ပြီးတဲ့4-9ပတ်သီးပါဘူ break ထွက်ပါတယ်10 break နော်4-9ပတ်သီးပါ10 break ထွက်ပါတယ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 ်4-9ပတ်သီး3ရက်အတွင်းဒီတပွဲပဲเนาะရက်ဝေးဆုံးနဲ့ဒီတပွဲပြတ်ပွဲဒါပဲရှိပဲကျန်တာတွေက2ရက်အတွင်း1ရက်เนาะနောက်ရက်ဒီအဲ့လိုဆင်းပေးတာတွေရှိပါတယ်ဗျ10 break ထွက်ပါတယ်4-9ပတ်သီးပါ3ရက်အတွင်း10 break ထွက်ပါတယ်4-9ပတ်သီးပါဗျ10 break ထွက်ပါတယ်4-9ပတ်သီးပါအဲ့တော့ဒီမှာလဲ10 break ထွက်ပါတယ်4-9ပတ်သီးတွေဆင်းပေးပါတယ်10 break ထွက်ပါတယ်4-9ပတ်သီးပျောက်ပါတယ်ဒီတပွဲပဲပျောက်တယ်ဗျာเนาะအဲ့ဒါကျွန်တော်ဒီမှာ10 break ထွက်ပါတယ်ဒီမှာလဲ10 break ထွက်ပါတယ်4-9ပတ်သီးဆိုပြီးတော့ကျွန်တော်တို့ဒီမှာဆင်းပေးသွားပါတယ်ဗျာနော်10 break ထွက်ပါတယ်4-9ပတ်သီးအနေနဲ့3-4ဆိုပြီးဆင်းပေးသွားပါတယ်10 break ထပ်ထွက်ပါတယ်အဲ့တော့4-9ပတ်သီးကနောက်ထပ်2ရက်3ရက်အတွင်းမှာရှိပါတယ်ဗျာနော်အဲ့တော့ကြိုက်တဲ့ break ကြိုက်တဲ့မျိုးတွေက break ကို4-9 break ကိုလည်းလိုက်လို့ရပါတယ်နော်4-9 break တွေဆိုရင်လည်းဒီမှာရှိပါတယ်ဗျာနော်9 break တွေဆင်းပါတယ်နော်9 break တွေဆင်းပါတယ်ဒီမှာဆိုတော့ဆင်းမတော့ဗျာနော်ဒီမှာဆိုတော့9 break တွေဆင်းပါတယ်9 break တွေဆင်းပါတယ်နော်4-9 break တွေလည်းရပါရခါလိုက်တယ်ဗျာနော်ဒီမှာဆိုရင်လည်း4 break ဆင်းပါတယ်ဗျာနော်4 break ဆင်းပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းတစ်ချက်ကြည့်ပါ4-9 ပတ်သီးတွေဆင်းပါတယ်9 break တွေ3ရက်အတွင်းမှာ9 break တွေဆင်းပေးပါတယ်ဗျာနော်ဒီမှာဆိုရင်လည်း4 break တွေဆင်းပါတယ်ဗျာနော်4-9 ပတ်သီးနဲ့4 break တွေဆင်းပါတယ်ဗျဒီတပွဲပြတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အမျိုးတွေ10 break ထွက်ပြီးတော့မှ4-9 ပတ်သီးပါ3ခွန်ဒီမှာ10 break ထွက်ထားပါတယ်2ရက်3ရက်အတွင်းမှာ4-9 ပတ်သီးရှိပါတယ်အဲ့တော့တိုင်းလာအင်္ဂါဗုဒ္ဓဖူးအတွင်းမှာ4-9 လိုက်ပတ်သီးဖြစ်စေကြိုက်ရလုံးမိုင်1ချင်းအနေနဲ့ကတ်ထိုးသည်ဖြစ်စေ okay ပါလေဗျာနော် fighting ဗျာနော်